မိတ်ဆွေတို့ရဲ့ဖုန်းတွေကို CEIR မှာ registration ဖြစ်မဖြစ်စစ်ပြီးကြပြီလားမစစ်ရသေးဘူးဆိုရင်တော့ဖုန်းလိုင်းတွေအပိတ်မခံရအောင်ဒီဗီဒီယိုလေးကိုကြည့်ပြီးရနဲ့စစ်လိုက်ကြတော့နော် IMEI ကိုစစစ်တော့မယ်ဆိုရင်အရင်ဆုံးဖုန်း app ထဲကိုဝင်ပြီးရနဲ့ *#06# ကိုရိုက်ထည့်ပေးပါပြီးတာနဲ့ IMEI ကုတ်ကြလာပါမယ်တူးစင်းထည့်သုံးတဲ့သူတွေအတွက်ဆိုရင် IMEI နှစ်ကုတ်ကြလာမှာပဲဖြစ်ပါတယ်ပြီးရင်အဲ့ကုတ်ကို copy ယူပြီးရနဲ့ Chrome ထဲကိုဝင်ပါအခုမြင်မြင်ပြပေးထားတဲ့ website link ကိုရိုက်ထည့်လိုက်ပါနာမည်နဲ့ website ကိုရှာတဲ့အခါမှာဆိုရင်အခြားနာမည်တူ website တွေကိုမှားဝင်တဲ့အခါမျိုးမှာမရတာမျိုးဖြစ်တတ်ပါတယ် website ကဒီလိုနာမည်နဲ့ပေါ်လာပြီဆိုရင်တော့ website ထဲကိုဝင်လိုက်ပါဝင်လိုက်တဲ့အခါမှာဘာမှမပေါ်သေးရင် VPN ခံပြီးတော့ဝင်ကြည့်ပါအခုလိုမျိုးပေါ်လာပြီဆိုရင်တော့ခဏဆောင်ပြီးရင်ရပါပြီ chat IMEI status လို့ပေါ်လာပြီဆိုရင်ကိုယ့်ရဲ့ IMEI နံပါတ်ကို paste လုပ်လိုက်ပါပြီးရင် I'm not a robot ကိုနှိပ်ရပါမယ်နှိပ်ပြီးတဲ့အခါမှာ verify လုပ်နေတဲ့အချိန်ခဏဆောင်ပါ verify လို့အမှန်ကျစ်လေးပြသွားရင်တော့ check status ကိုထပ်နှိပ်ပေးရပါမယ်အခုလိုမျိုးအသုံးခုလုံးအမှန်ကျစ်ပေါ်ရင်တော့ registration လုပ်တာအဆင်ပြေသွားပါပြီရှင်အခုလိုမျိုး registration လုပ်တဲ့အခါမှာအခက်အခဲရှိတဲ့သူတွေနဲ့ internet အဆင်မပြေလို့ website ထဲကိုဝင်မရတဲ့သူတွေအတွက်မိမိတို့ရဲ့ A1 mobile electronic ဆိုင်ကနေလည်းအခမဲ့အနေနဲ့စစ်ဆေးပေးနေပါတယ်ရှင်မတ်လ31ရက်နေ့နောက်ပိုင်းမှာဖုန်းစင်းတော့အတက်ကြလေးတွေရှိရမလို့ဖုန်းဝယ်ဖို့စဉ်းစားနေပြီဆိုရင်တော့အခုကတည်းကဝယ်ထားဖို့အကြံပေးချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်